အားလုံးပဲမင်္ဂလာပါရဲမုံဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဒီဗီဒီယိုလေးထဲမှာတော့ကျွန်တော်တို့မှားပြီးဖြတ်လိုက်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုပြန်ယူပြမယ့်နည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ရဲ့ဒူလိုက်လို့ကြည့်အောင်အဲ့မျိုးလုံးမဆိုရင်အဲ့လိုမျိုးဓာတ်ပုံတွေဗီဒီယိုတွေကိုပြန်ယူခြင်းနေဆိုရင်ကျွန်တော်တို့ software တစ်ခုသုံးဝင်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့ software လေးကို Play Store ထဲမှာသက်ဆွဲပါမယ် Play Store လေးနှိပ်လိုက်ပါပြီးရင်တော့ဒီ search ဆိုတဲ့နေရာလေးမှာနာမည်လေးတစ်ခုရိုက်ထည့်ပေးရမှာပေါ့နော်ဟုတ်ပြီနာမည်ရမယ်ဆိုရင် software နာမည်လေးက DI Skidis DIGGER Deka ပေါ့နော် Dis Deka အဲ့လေးကိုကျွန်တော်စာလိုက်ပါဒီမှာအပေါ်ဆုံးမှာလက်ပေါ်မှာပေါ့နော်ပေါ်ဆုံးမှာလက်ပေါ်မှာထိတ်ဆုံးမယ်နော်အဲ့လေးကိုတစ်ချက်ဆွဲပြလိုက်ပါပြီးရင်တော့ကျွန်တော် install လေးကိုလုပ်ပြလိုက်ပါနော်နည်းနည်းလေးစောက်ပါ Okay software လေးကျွန်တော်ဆွဲပြီးပြီဆိုရင် open လေးကိုနှိပ်လိုက်ပါ software ဖွင့်လိုက်ပေါ့နော် software ဖွင့်ပြီဆိုရင်ပထမဆုံးဒီလိုမျက်နှာပြင်လေးပေါ်လာမယ်နော်ဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့အရင်ဆုံးဓာတ်ပုံစာမှာဖြစ်နေတော့ဒီအပေါ်ဆုံးကဒီ search for lost photo လေးကိုနှိပ်လိုက်ပေါ့နော်ဓာတ်ပုံစာမှာဆိုရင်ငါတို့ဗီဒီယိုကိုပြန်စာမှာဆိုရင် search for lost video လေးပေါ့နော်အဲ့ဒါလေးနှိပ်ပါကျွန်တော်အရင်ဆုံးဓာတ်ပုံစာပြမှာပေါ့နော်အဲ့ဆိုရင်ဒီကင်မရာပုံလေးဟာအရင်နှိပ်လိုက်ပါပြီးရင်တော့ဒီမှာ allow access လေးတောင်းမှာနော်အဲ့လေးတစ်ချက်နှိပ်ပြလိုက်ပါကျွန်တော်တို့ဒီမှာ allow permission လေးကိုဖွင့်ပြရပါမယ်အဲ့လေး on မိလိုက်ပါနော် on ပြီးဆိုရင်ပြန်ထွက်လိုက်ပါရပါပြီအဲ့ဆိုရင်ဒီမှာ allow ဆိုလိုက်လေးထပ်နှိပ်ပြလိုက်ပါဒီလိုပေါ်လာပြီဆိုရင်ဒါဆိုရင်သူဓာတ်ပုံကြီးစာပေးနေပြီပေါ့နော်ဒီအောက်တောင်းတာမှာသူကဟုတ်ပြီနော်စာပေးနေပါပြီဒီနေရာမှာကျွန်တော်ဓာတ်ပုံများလဲဆိုရင်သူနည်းနည်းကြာမှာပေါ့နော်ကိုကြီးဖြတ်လာတဲ့ဓာတ်ပုံကအများများလဲဆိုရင်သူစာရတာနည်းနည်းကြာမှာပေါ့နော်တချို့ဖုန်းတွေမှာလည်းနည်းနည်းကြာတတ်ပါတယ်တချို့နည်းတဲ့ဖုန်းတွေပေါ့နော်အဲ့ဖုန်းတွေလည်းနည်းနည်းကြာတတ်ပါတယ်နည်းစောက်ပြလိုက်ပေါ့နော်အများလို့သူကစာတာနည်းနည်းကြာမယ်ပေါ့နော်ဒီမှာတပုံဝန်းပေါ်လာသေးရဲ့နော်ဟုတ်ပြီဒါဆိုရင်သူအကုန်လုံးဒီမှာအကုန်လုံးပေါ်လာပြီနော်သူစာပြီးတာဒီလိုမျိုးစာပြီးဆိုရင်ဒီမှာ scan complete ပေါ့နော် completed ဆိုတာပြပါပြီဒါဆိုသူ scan လောက်တာပြီးသွားပြီပေါ့နော်ဒါ okay လေးနှိပ်လိုက်ပါဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာဖြတ်နာတဲ့ဓာတ်ပုံအကုန်လုံးကိုသူကစာပေးထားတာပေါ့နော်ဒီပုံတွေကိုကိုလိုချင်တယ်ဆိုရင်ဒီမှာဆက်လက်လေးပေးလိုက်ပေါ့နော်အမှတ်ချင်းလေးထည့်ပြီးတော့ကျွန်တော်ဆေးလိုက်လို့ရတာပေါ့နော်ဒီမှာကျွန်တော်ကတော့ဒီတပုံပဲဆေးပြမယ်နော်ဒီတပုံပဲဆေးပြမယ်အဲ့တော့ကျွန်တော်တပုံကိုဆက်လက်ပေးလိုက်မယ်ပြီးရင်တော့ဒီအောက်နားမှာ recovery ဆိုတာရှိရနော်အဲ့လေးချက်နှိပ်ပေးလိုက်ပါဟုတ်ပြီဒီလိုစာသုံးချောင်းပေါ်လာပြီဆိုရင်တော့ဒီအပေါ်ဆုံးဟာဒီအပေါ်ဆုံးက Google Drive ပေါ့နော်ကျွန်တော် internet မှာသိမ်းတဲ့ဟာဒီအောက်ဆုံးဟာတော့ကျွန်တော်တို့ဖုန်းထဲမှာသိမ်းတဲ့ဟာပေါ့နော်ကျွန်တော်ဖုန်းထဲမှာသိမ်းမှဖြစ်တဲ့အတွက်ဒီအောက်ခလျာဟာလေးကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးရင်တော့ဒီမှာသူဘယ်နေရာမှာသိမ်းမလဲပေါ့နော်ဘယ်နေရာမှာသိမ်းမလဲဆိုတော့ကျွန်တော်ကဒီမှာ folder အသစ်ဒီပေါ်နားမှာရှိရနော် folder အသစ်လေးနာမည်အသစ်လေးနဲ့ကျွန်တော်ထားရမှာပေါ့နော်အဲ့လေးချက်နှိပ်လိုက်ပါမှာ new folder လေးပေါ့နော်ဒီမှာကျွန်တော်နာမည်ပေးပါမယ်โอเค keyboard ကြောင်းနေနော်နာမည်ပေးမယ်ရဲမွန်ဟုတ်ပြီနော်ရဲမွန်โอเคနဲ့လိုက်မယ်ဒါဆိုရင်ဒီမှာရဲမွန်ဆိုတဲ့ folder လေးရောက်နေပြီနော်အဲ့မှာကျွန်တော်တို့သူ့ရှင်းမယ်ဆိုရင်ဒီ use this folder လေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ဒီမှာ allow လေးချက်ထပ်လုပ်ပေးလိုက်ပေါ့နော်โอเคဒါဆိုရင်သူရှေ့သွားပြီနော်ရောက်သွားပြီဒီပေါ်နားမှာတက်မှာရောက်သွားပြီနော်ပြီး no thank you ကိုနှိပ်ပေးလိုက်ပါဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့အဲ့တဲ့ပုံကျွန်တော်ဖုန်းနဲ့ရောက်လားမရောက်လားတပြက်ကြည့်မယ်ဆိုရင်ဒီ home ခလုတ်လေးနဲ့ပြန်ထွက်ကြည့်လိုက်ပေါ့နော်ပြီးရင်တော့ဒီမှာဓာတ်ပုံတော့တပြက်ကြည့်မယ်နော်ခုနပုံရောက်မရောက်ဆို
Okay ဒီမှာရောက်လာပြီနော်ဓာတ်ပုံခုနပုံရောက်လာပြီဟုတ်ပြီနော်အဲ့ဒါဓာတ်ပုံစာနဲ့ဓာတ်ပုံတွေကိုပြင်ယူတဲ့နီလန်နောက်တစ်ခုဗီဒီယိုထပ်ဆပြမယ်နော်ဗီဒီယိုလေးကိုဟုတ်ပြီကြော်ညာလေးတက်ပါတယ်ခဏလောက်စောက်ပြီးလိုက်ပါနော် Okay X နဲ့ထွက်လိုက်ပါပြီးတော့ဗီဒီယိုစမယ်ဆိုတော့ဗီဒီယိုတွေကိုပြန်စမယ်ဆိုတော့ဒီခလေကဗီဒီယိုပုံလေးနဲ့ဟာအောင်နှိပ်လိုက်ပါနော်ဟုတ်ပြီဒါဆိုရင်လည်းသူစပေးနေပြီနော်ဗီဒီယိုတွေကိုဒီမှာ Okay ဒီလိုပေါ်လာပြီဆိုရင် second completed ဆိုတာပြပါပြီဟုတ်နော်အဲ့ဒါလေး okay လေးနှိပ်ပြီးလိုက်ပါနှိပ်ပြီဆိုရင်ဒီမှာကိုတွေဖြတ်လာတဲ့ဗီဒီယိုတွေပေါ့နော်ဒါဆိုကျွန်တော်ဖြတ်လာတဲ့ဗီဒီယိုတွေအကုန်လုံးသူပြတ်စားပေးရတယ်ကျွန်တော်ကဒီဗီဒီယိုလေးတစ်ပုဒ်လေးကိုနော်ယူပြမယ်နော်ကိုကြိုက်တဲ့ဟာလေးကိုယူပေါ့နော်အဲ့ဒီဆက်လက်ပေးလိုက်ပါဆက်လက်ပေးပြီဆိုရင်ဒီအောက်တော့နာပုံမှန်တိုင်းပဲ recover လေးကိုနှိပ်ပေးလိုက်ပါ Okay ဖုန်းနံပါတ်စိတ်မှာဖြစ်တဲ့အတွက်ဒီကလေးဟာလေးကိုနှိပ်ပေးပါဟုတ်ပြီနော်ခုနလိုပဲသူဘယ်နေရာမှာသိမ့်မယ်မလဲဘယ်နေရာမှာသိမ့်မလဲပေါ့နော်ကျွန်တော်ခုနဖိုဒါထဲမှာပဲသိမ့်မှာဖြစ်တဲ့အတွက်ဒီ use this folder လေးကိုနှိပ်ပေးလိုက်ပါပြီးရင်တော့ allow ထပ်ပေးလိုက်ပါ Okay ဒါဆိုရင်သူဒီပေါ်မှာသူ recovery complete ဆိုတာပြပါပြီနော်ပြီးတော့ no thanks နှိပ်လိုက်ပါဟုတ်ပြီနော်ခုနဗီဒီယိုလေးကကျွန်တော်တို့ဖုန်းထဲကိုရောက်နေပါမယ်ဟုတ်ပြီနော်ဒီမှာတွေ့လားရောက်ပါပြီဗောနော် Okay ဒါကတော့ကျွန်တော်တို့ဖြတ်လိုက်တဲ့ဓာတ်ပုံတွေဗီဒီယိုတွေကိုပြင်ယူလို့ရမယ့်နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးသွားတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိတ်ဆွေတို့အတွက်အသုံးဝင်မယ်လို့မျှော်လင့်ပါတယ်နောက်ထပ်နည်းပညာဗီဒီယိုတွေထပ်မံကြည့်ရှုချင်နေဆိုရင်ကျွန်တော်ရဲ့YouTube channel လေးကို like and subscribe လေးနဲ့နောက်က Facebook ကိုလည်း follow လေးလုပ်ပေးထားကြဖို့မမေ့နဲ့เนาะအားလုံးကိုကျေးဇူးတင်ပါတယ်